မင်္ဂလာပါကျွန်မကတော့ဒီမိုကရေစီနောင်သတင်းဌာနကသတင်းတောက်ဦးတင်စာပါအခုတင်ဆက်ပေးမယ့်သတင်းကတော့လာမယ့်2029ခုနှစ်တွင်ဘင်းစတက်အတွင်းရေးမှူးချုပ်တာဝန်မြန်မာနိုင်ငံကထပ်ဆောင်မဲ့သတင်းဖြစ်ပါတယ်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ထံကိုဘင်းစတက်အတွင်းရေးမှူးချုပ်မစ္စတာအင်ဒရာမဏီပန်ဒေးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကဇွန်လ22ရက်နေ့မှာနေပြည်တော်မှာရှိတဲ့သမ္မတရဲ့အိမ်ဆောင်တော်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်အဲ့လိုတွေ့ဆုံဆွေးနွေးရမှာမြန်မာနိုင်ငံအနေဖြင့်လာမယ့်နှစ်တွင်ဘင်းစတက်အတွင်းရေးမှူးချုပ်တာဝန်လက်ပြရယူထမ်းဆောင်မဲ့ဖြစ်ပြီးဘင်းစတက်အတွင်းရေးမှူးချုပ်တာဝန်ထမ်းဆောင်ချိန်၌အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်သွားမယ့်အခြေအနေကိုလည်းဆွေးနွေးခဲ့ကြပါတယ်ဒီတွေ့ဆုံပွဲမှာနိုင်ငံတော်သမ္မတကဘင်းစတက်အဖွဲ့ကြီးဟာအဖွဲ့ဝင်နိုင်ငံအချင်းချင်းနိုင်ငံရေးအရာဝင်ရောက်ဆွတ်ဖက်တာမျိုးမရှိပဲပူးပေါင်းဆောင်ရွက်မှုကောင်းမွန်တဲ့အဖွဲ့ကြီးဖြစ်ကြောင်းပြောကြားခဲ့သလိုဘင်းစတက်အတွင်းရေးမှူးချုပ်ကလည်းမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲအောင်မြင်မှုဒေသတွင်းစက်ရေးမြင့်တင်မှုတွေနဲ့အဖွဲ့အတွင်းတက်ကြွစွာပူးပေါင်းဆောင်ရွက်မှုကိုပြောကြားခဲ့ပြီးရှေ့ဆက်ပြီးတော့လည်းပူးပေါင်းဆောင်ရွက်မှုတွေကိုဆက်လက်မြင့်တင်သွားမယ်လို့ဆိုပါတယ်မြန်မာနိုင်ငံဟာဘင်းစတက်အဖွဲ့မှာမူလအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့တာဖြစ်ပြီးလာမယ့်2029ခုနှစ်မှာတော့အဖွဲ့ကြီးကိုစတင်ဖွဲ့စည်းခဲ့တာနှစ်30ပြည့်တော့မှာဖြစ်ပါတယ်ဘင်းစတက်အဖွဲ့ဝင်နိုင်ငံ9နိုင်ငံကတော့မြန်မာထိုင်းအိန္ဒိယဘင်္ဂလားဒေ့ရှ်သီလင်္ကာနီပေါနဲ့ဘူတန်တို့ဖြစ်ပါတယ်ဒီအဖွဲ့အစည်းကို1999ခုနှစ်ဇွန်လ6ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာစတင်ခဲ့တာဖြစ်လို့လာမယ့်2029ခုနှစ်မှာနှစ်30ပြည့်မြောက်တော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံကတော့အဖွဲ့စတင်ဖွဲ့စည်းပြီးမကြခင်1999ခုနှစ်ဒီဇင်ဘာလမှာပဲမူလအဖွဲ့ဝင်နိုင်ငံအဖြစ်တကြစွာဝင်ရောက်ခဲ့တာဖြစ်ပြီးအဖွဲ့ရဲ့အတွင်းရေးမှူးချုပ်ရုံးကိုတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်ဘင်းစတက်အဖွဲ့ရဲ့အဓိကရွေးချက်ကတော့အဖွဲ့ဝင်နိုင်ငံအချင်းချင်းနိုင်ငံရေးအရာဝင်ရောက်ဆွတ်ဖက်ခြင်းမရှိပဲကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုတည်ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးစွမ်းအင်နဲ့ဤပညာခီးသွွားလုပ်ငန်းနဲ့ငါးဖက်လုပ်ငန်းယာတိဥတုပြောင်းလဲမှုနဲ့တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပြည်သူအချင်းချင်းကုလူဆက်ဆံရေးစတဲ့စီးပွားရေးနဲ့ဤပညာဆိုင်ရာကဏ္ဍရပ်တွေမှာအတူတကဖွံ့ဖြိုးတိုးတက်လာစေဖို့ရည်ရွယ်ချက်ကောင်းတွေနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီးအောင်မြင်မှုမှတ်တမ်းတွေလည်းအများကြီးရရှိခဲ့ပြီလို့သိရပါတယ်ကျမတို့ဒီမိုကရေစီနောင်သတင်းဌာနအနေနဲ့နောက်ဆုံးရသတင်းတွေကိုချန်နယ်တပိညီတင်ဆက်ပေးသွားမှာပါဒီမိုကရေစီနောင်သတင်းဌာနရဲ့သတင်းတွေကို TikTok, Telegram, YouTube နဲ့ Facebook တို့မှာကြည့်ရှုအားပေးနိုင်ပါတယ်အားလုံးပဲဆဲရေးချနာခြင်းကိုယ်ရေးကြမှာခြင်းနဲ့ပြည့်စုံကြပါစေရှင်